အရေးပေါ်သတင်းထုတ်ပြန်ကြေညာချက်ရက်စွဲ22ရက်ဖေဖော်ဝါရီလ2026ဒီကနေ့မနေ့အင်္ဂလန်နိုင်ငံရဲ့လန်ဒန်ဒေသမှာတော့ကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုကြီးတစ်ခုဖြစ်ပွားနေပါတယ်။အဲ့ဒါကတော့အဆင့်1ကိုဖင်ခုထိုင်ထားရတဲ့လန်ဒန်ကအာဆင်နယ်အသင်းကိုမန်ချက်စတာမှာရှိတဲ့မန်ချက်စတာညီနောင်များအသင်းကနေငှက်ကြားအသင်းနှစ်ကောင်ပါဆယ်လမ်းပို့ပြီးချိန်ချောက်ခဲ့တာဖြစ်ပါတယ်။အကြောင်းအရာအပြည့်စုံကတော့အာဆင်နယ်အသင်းဟာအဆင့်1မှာထိုင်တာကြာနေပြီဖြစ်တဲ့အတွက်အကြမနာစေရေးကိုရှေ့ရှုပြီးတော့မန်ချက်စတာညီနောင်များအသင်းကနေတစ်စစ်အမိန့်စာအချက်3ချက်ပါဝင်တဲ့ပြန်တန်းတစ်စောင်ကရေးသားပေးပို့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါတွေကတော့တစ်ချက်ရှိသမျှဖလားအလုံးလေးနဲ့သိမ့်ပိုက်နေတာတွေကိုရပ်တန့်ပေးပါရန်နှစ်ချက်ဂန်လွန်ကစားသမားများဂန်လွန်အသင်းတွေဟာအောင်မင်္ဂလာအသင်းနဲ့မနှိုင်းယှဉ်ကြပါရန်သုံးချက်ဘောင်မွေတန်းမွေရွှေဖလားကြီးဟာထုတ်မပြရန်တို့ပါဝင်တယ်လို့သိရပါတယ်ဒီလိုချက်တွေပြင်လန်ဒန်သားညီကိုတတိုက်ကလည်းအာဆင်နယ်အသင်းကိုမူလနေရာပြန်ပို့နိုင်ရေးအတွက်ရှေ့စဉ်နောက်စစ်ဆိုလိုအစွမ်းကုန်ရင်ဆိုင်သွားကြမလို့လည်းသတင်းထုတ်ပြန်ထားကြပါတယ်ဒီလိုအကြောင်းအရာတွေကြောင့်ဒီကနေ့မနေ့လန်ဒန်မှာဆိုရင်တော့လန်ဒန်သားအချင်းချင်းပြိပခါတွေများစွာနဲ့အခြေတင်ဖြစ်နေကြတဲ့အကြောင်း BBC သတင်းဌာနကနေတစင်ကြားသိရပါတယ်